ဘာဖိုင်မှာကျွန်တော်တို့ရိုးရှင်းတယ်ပေါ့နော်စောရတဲ့ပုံစံဒါပေမဲ့တချို့လူတွေကြလည်းနားမလဲသေးဘူးပေါ့နော်ဒီပတ်စံတွေအများကြီးရှိနေတာမထုတ်ကြဘူးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နေတယ်တွေ့နေရတယ်ပေါ့နော်โอเคပါအဲ့ဒါဆိုရင်ကျွန်တော်တို့ရှင်းပြမယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာပထမဆုံးဒီကောင်လေးကိုပြောပြမယ်နော်တချို့ကျွန်တော်တွေ့နေရတဲ့သူတွေဘယ်လိုမျိုးတုံးဆိုတော့ဒီနေရာလေးနော်ဒီနေရာလေးမှာကျွန်တော်ဒီ rap band နေရာမှာပတ်စံတွေတချို့သူဒီမှာ90တောင်ကျော်နေပေါ့နော် 53k 54k တွေဖြစ်အဲ့ဒါကိုတချို့တွေကမေးကြဟာဘယ်လိုထုတ်ရမှာတော့ brother ကြီးပေါ့နော်ဘယ်လိုဆော့ရတာပြီးကြတချို့လူတွေကြလဲဒီ rap band နေရာမှာဟိုပါပေါ့နော်900k တို့ 800k အဲ့လိုမျိုးတွေလည်းတွေ့နေရတယ်ပေါ့နော်အဲ့လိုမျိုး brother ရဲ့ sister တွေလည်းရှိကြတယ်အဲ့ဒါတွေကိုတချို့လူတွေကမထုတ်တတ်တော့ကြတော့ဘယ်လိုရောက်မှထုတ်ရမှာတော့ level ဘယ်လောက်ရောက်မှထုတ်ရမှာတော့ဆိုတာလိုက်မေးကြရပေါ့နော်အဲ့ဒါလေးကျွန်တော်ဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတော့ k သမားပဲဖြစ်ဖြစ် rm သမားပဲဖြစ်ဖြစ်ဒေါ်လာဆိုင်သမားပဲဖြစ်ဒီနေရာမှာသူတတ်မှတ်ထားတဲ့ရွာလေးရှိလိမ့်မယ်ပေါ့နော်ကျွန်တော်ဒါတော့ခုဒီမှာထုတ်ပြီးသားဖြစ်တဲ့အတွက်ဒီနားမှာတော့ပုံမှန်တိုင်းဆိုသူကပုံရွေးခွင့်ပါတယ်ဗျာဒီ option 3ခုလောက်ပါတယ်ကျွန်တော်တို့ဒီ k သမားဆို 31k ရနောက် 62k လာမယ်အဲ့လိုမျိုးပါတယ်ဗျာအမှ3ခု option 3ခုလောက်ပါတယ်ဗျာဘယ်ဒေါ်လာပဲဖြစ်ဖြစ် rm ပဲဖြစ်အဲ့လို3ခုအဲ့မှာ brother တို့ကပထမဆုံးကျွန်တော်ပြောချင်တာရသလောက်ကိုအရင်ယူပါလောဘကြီးပြီးတော့ဒီနောက်ဆုံးဒီလောက်ထိဒီနားလောက်နားဒီဥမာထားပြပြနော်โอเคအဲ့ဆိုကျွန်တော်ပုံလေးနဲ့ကျွန်တော်ပြပေးမယ်ခဏလေးဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီပုံလေးနဲ့ကြောပြပြဒီလိုမျိုးပေါ့နော်အကျော်ပတ်စံတစ်ခါမှမထုတ်ရသေးတဲ့သူမျိုးဆိုဒီလိုမျိုးလေးပြလိမ့်မယ်ပေါ့နော်အဲ့မှာဆိုရင် brother တို့ကပေါ့နော်ပထမဆုံးဒီလောဘမကြီးပဲနဲ့ပေါ့ကိုကဒီအမောင့်မှာဒီအပေါ်မှာပြထားတဲ့ဒီနေ့အမောင့်ကဒီကောင်ထက်နည်းနည်းကြော်သွားပြီဆိုလို့ရှင် brother တို့ထုတ်လိုက်တော့ပေါ့နော်အဲ့ 31k ရလို့ရှင်အဲ့ 31k ကိုထုတ်လိုက်တော့ပြီးကြတော့ဒီကောင်က rent ဘန်ပေါ့နော် rubber နှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ချင်းကျွန်တော်တို့ကဒီထုတ်လိုက်တာနဲ့ဒီကိုယ့်ရဲ့ဒီပေးပယ်ဆိုပေးပယ်တွေကိုတန်းမရောက်ဘူးပေါ့နော်လင်းမကြလာပါဘူးပတ်စံမရောက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဘာသာတော့ဘယ်လိုလုပ်မလဲဆိုဒီပထမဆုံးဒီရပြီဆိုတာဒီကောင်အပြေအမြန်ထုတ်ပေါ့နော်အဲ့ကောင်ထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးပုံစံပြမလို့ဆိုလို့ချက်ချင်းပတ်စံတန်းမထုတ်ရဘဲနဲ့သူကတကယ်နဲ့သူက mission တစ်ခုထပ်လုပ်ခိုင်းတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ပြမယ် buff fight တဲ့ကျွန်တော်ပြန်ဝင်လာ mission တစ်ခုသူကထပ်လုပ်ခိုင်းနှစ်ဆပေါ့နော် brother 31k ထုတ်ခဲ့တယ်ဆိုသူ့ရဲ့နှစ်ဆပေါ့နော် 62k ပဲအဲ့လိုမျိုးပေါ့နော်အဲ့ဟိုနှစ်ဆပြန်လုပ်ခိုင်းတာပေါ့နော်နှစ်ဆပြန်ပြီးတော့ရှာခိုင်းတာဖြစ်ပါတယ်ကိုဒီအဲ့ rap band ကိုထပ်ပြီးစုခိုင်းတာပေါ့နော်အဲ့လိုသဘောပါအဲဆိုကျွန်တော်ဝင်ပြမယ်အဲဒီလိုပုံစံမြင်ရပါပေါ့နော်အဲ့မှာဆိုရင်သူကဒီမှာဒီဘားတိုင်းလေးနှစ်ခုရှိတယ်ပေါ့အဲ့ဘားတိုင်းလေးကိုသူကပြည့်အောင်လုပ်ပေးရမှာပေါ့နော်အဲ့ပြည့်ဖို့အတွက်ဆိုရင်ဘယ်လိုလုပ်ရမလဲဒီအောက်ကနှစ်ခုပေါ့နော်ဒီအောက်ကနှစ်ခုကိုလုပ်ပေးရမှာဒီမှာဆို invite ရှာရင်ရှာမရှာလို့ရှိရင်သူက daily set တွေကိုဒါအများနဲ့ဆော့သွားပါတော့ဆော့သွားလို့ရှိရင်သူကဒီမှာပြောထားတာဒီမှာဆိုရင်ကျွန်တော်ကဒါနည်းနည်း6%ပေါ့နော်သူကပုံမှန်တိုင်းလာနေဆိုဒီမှာ90%နဲ့လာမှာဒါပေမဲ့ကျွန်တော်56%ဖြစ်နေတဲ့အတွက်ဒီနေရာမှာ73တိုင်းဆိုပေါ်သွားတကယ်လို့အဲ့လိုမဟုတ်ဘူးဆို brother တို့ဒီမှာ15တိုင်းဆိုပေါ်လိမ့်မယ်အဲ့ဆိုလို့ချင်းအချမ်းမင်းပေါ့နော်အလွန်ဆုံးကြာ9ရက်8ရက်အများဆုံး10ရက်ပေါ့အဲ့လောက်ဆိုရင်ဒီကောင်ဘားတန်းပြည့်သွားပြီးကိုထုတ်ထားတဲ့ဒီ 31k ကထုတ်ရလိမ့်မယ်ထုတ်တဲ့အခါမှာလည်းအဲ့ကျွန်တော်တို့ဒီနှစ်ဆလောက်ထားတဲ့ 62k လုံးလည်းမထုတ်ရသလိုကျွန်တော်တို့ကအဲ့ဟိုဘယ်လိုပြောမလဲ 31k ထဲလည်းမလျော်ဘူးပေါ့နော်ထုတ်ရမှာအဲ့လိုမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကောင်အမြန်ဆုံးပြီးအောင်လုပ်ပေါ့နော်ဒီကောင်လေးပြည့်ပြီဆိုလို့ချင်းစထုတ်လို့ရမှာဖြစ်ပါအခုဆိုရင်ကျွန်တော်ဒီမှာဒီအောက်က test တစ်ခုပြည့်နေပြီပေါ့နော်ဟုတ်ပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီနေရာမှာဆိုရင်အခုဒီမှာ56%အောက်ကကျွန်တော်တို့ဒီမှာ interested calculation ကိုကျွန်တော်နှိပ်လိုက်မယ်နော်56%အဲ့ဆိုသူကဒီမှာနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့က auto ပြောင်းသွားလိမ့်မယ် happy to accept ကိုနှိပ်လိုက်အဲ့ဆိုသူကဖြစ်သွားပြီပေါ့နော်60ဖြစ်သွား okay အဲ့လိုမျိုးပေါ့နော် test လေးနဲ့တူတူသွားတာဖြစ်ပါဒါက rubber နှုတ်တာပေါ့နော်ဒီ rubber ဘယ်ရရအောင်ဆိုတော့ဒီမှာ cumulative activity အလဲရဒီကောင်ကြီးနော်အဲ့မှာအလဲကြီးဒီကောင်လေး auto test လေးတွေက daily လေးတွေဆော့ပေးလို့ရှင် auto ပြေးလာမှာဖြစ်ပါတယ်နော်ဒီကောင်အလဲရကောင်နော်ဒီကောင်ကျွန်တော်ပြောချင်တာဒီကောင်အဲ့ကောင်ပြေးလာဒါကကျွန်တော်ပုံမှန် daily တက်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်နားလည်မိမယ်အဲ့တော့ဒီကောင်ဂိုးကွိုင်ပြောပြမယ်နော်အဲ့ဒီဂိုးကွိုင်ကကြာကျွန်တော်တို့ဘယ်လိုလုံးဆိုတော့သူကဒီ gain တွေဆော့လို့ရှင်ကြော်ညာကြည့်ပဲရကြော်ညာကြည့်လို့ရှင်သူကဒီမှာ9သားနဲ့ကြည့်ရလို့ရှင်အနည်းဆုံး3000ရတယ်အဲ့လိုလေးနေစုသွားလို့ရှင်ဒီဂိုးကွိုင်လေးရလာမှာအဲ့ဂိုးကွိုင်ကိုကျွန်တော်တို့ကထုံးစံတိုင်း ADN ကိုပြောင်းပါနော် ADN ကိုပြောင်းမှာပြအဲ့ ADN ကိုပြောင်းဖို့ဘယ်လိုပြောင်းမလဲဆိုတော့ဒီ profile နဲ့ဝင်လိုက်ဝင်ပြီးတော့ရှင်ဒီမှာ exchange ဆိုတာပါတွေ့လားအဲ့ exchange ကိုနှိပ်လိုက်နှိပ်တဲ့ဆိုတော့ကျွန်တော်ဒီမှာဒီကောင်ပြောင်းသွားပြီးတော့ဒီ ADN နဲ့လာပေါင်းသွားလိမ့်မယ်နော်33နှစ်ဖြစ်သွား okayနားလည်မယ်နော် okay အဲ့ဆိုဒီမှာဂိုးကွိုင်0ဖြစ်သွားတွေ့လားနော် okay အပ်ပြီးတော့ရှင်ကျွန်တော်တို့ကဒီ blue band ပြောမယ်ဒီ blue band ကျွန်တော်တခါတလေမှာကျွန်တော် channel မှာလေးကျွန်တော်မင်းညာတင်ပေးထားတာရှိတယ်ဗျာဟိုဘာတုံးဆိုရင်ဟိုပေါ့ဒီ gain ဆော့တဲ့အခါမှာကျွန်တော်တို့ gain တစ်ပွဲဆော့ပေးတဲ့အခါမှာကျွန်တော်ကြော်ညာကြည့်ရလေကြော်ညာပြီးလို့ရှင်တခါလေတော့တော်လေးသုံးနဲ့ box လေးရွေးခိုင်းတယ်မလားအဲ့မှာလည်းရတယ်လို့ကျွန်တော်တို့သူကသူတဖြည်းဖြည်းနဲ့ပေါ့နော်ဒီဟိုပေါ့ ADM လေးဒီကောင်လေးတွေက auto ပေါ့ blue band လေးတွေရလာလိမ့်မယ်ပေါ့နော်သူကသူရလာလိမ့်မယ်ဒီတွေကလည်းကျွန်တော်တို့ daily test လေးတွေကလည်းနည်းနည်းပါးပါးရတယ်နော်ဒီမှာအဲ့လိုလေးရတယ်ဆိုတော့ကျွန်တော်ဒီမှာဟိုရရနော် brother ဟိုပါပေါ့ ADM မဟုတ်ဘူးเนาะဒီကောင်လေးတွေကလည်းရမယ်ရလာရင်သူစုသွားလိုက်အဲ့ဒါလေးဆိုရင်ကျွန်တော်တို့အဲ့ကောင်လေးနှိပ်ပြီးတော့ဒီအခုကျွန်တော်ဒီမှာထုတ်မယ်ဆိုလို့ရှိရင်ဒီဟိုပါပေါ့เนาะဒီ withdraw method ကိုထပ်ရွေးလိုက်လို့ရှိရင်ကျွန်တော်ဒီမှာအခုကျွန်တော်ရှိတာက
အမောင်းကဒီလောက်ပေါ့နော်56.40k ဆိုရင်ကျွန်တော်တို့$2ရမှာဒါပေမဲ့အဲ့ကောင်လေးကနည်းတယ်မထုတ်သေးနေအောင်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့များအောင်ဆိုတော့ ADN ထဲမှာကျွန်တော်တို့လားစုပါ ADN ထဲမှာကျွန်တော်တို့ဒီဟွာတွေပေါ့နော်ဒီ ADN တွေများလောင်စုပြီးသွားလို့ရှိရင်ဒီ ADN ကနေပြီးတော့ကျွန်တော်တို့ကဒီ password ကို encrypt လုပ်ရမှာဒီအောင်လည်းဒါလေးရှင်းပြအောင်ပေါ့နော်အဲ့ရဒီရလာတဲ့ဒီ password ကိုရသွားပြီဆိုလို့ရှိရင်ဒီ ADN ကနေပြီးတော့ဒီထဲကိုသွားပေါင်းပါပေါ့နော်ဒီမူလရှိ56k တွေကနေ33နှစ်ဆိုရယ်ကောင်သွားပေါင်းပါပါအဲ့တော့ brother တို့မှာရှိသလောက်ပေါ့အကုန်သွားပေါင်းပေးမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကောင်က password ကလည်းခံမှန်းရတာကြာတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်တို့ကဒီပေါ့နော် 100k တို့နော် 34k အဲ့လိုမှနည်းလုံးနဲ့မလုံးနဲ့ပေါ့နော်ဒီလိုမျိုးများအောင်စုပေါ့တချို့ဆို900လောက်ထိရှိရပါတော့အဲ့လိုများအောင်စုပြီးသွားလို့ရှိရင်အဲ့ ADN ကိုကျွန်တော်တို့ကဒီထဲကိုပြောင်းရမှာပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်လည်းဒီမှာကိုပြောင်းခဲ့တဲ့ history ဒီမှာ ADN detail လေးတွေကျွန်တော်တို့ဒီမှာကြည့်လို့ရမှာပဲဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ပြောချင်တာကပေါ့နော်အဲ့ဒီမှာအောက်ဆုံးကဒီမှာ daily test တွေလုပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီကောင်လေးကလည်း auto ဒီအလဲကောင်လေးပြည့်သွားမှာပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီမှာ16k ရနေပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီလိုပဲအမြဲတမ်းပေါ့နော်အဲ့လိုပြည်တိုင်းထုတ်သွားကျွန်တော်ကတော့ခုနကကျွန်တော်ပြောလို့ဒီနေရာမှာ 31k ပြည်တိုင်းခဏတိုင်းထုတ်ပါတယ်ဘာလို့ဆိုတော့အများကြီးမစောင့်တော့ဘူးဗျာမသေးကြလို့လေဒီမှာဒီဟာတွေကခုတော့ရနေဘယ်ချိန်မှ scan ဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့မပြောနိုင်ဘူးအဲ့ဒါမှကျွန်တော်တို့ရတော့ရသလောက်ကိုယူထားပါပေါ့နော် okay ကျွန်တော်ပြောချင်တာအဲ့ဒါလေးဖြစ်ပါတယ်ကျွန်တော်ပြီးတော့ဒီအပုံးလေးကြောင်းလေးပြပြမယ်ပေါ့နော်ဒီပုံးလေးဒီမှာတွေ့လေလက်ဆောင်ပုံးလေးရှိအဲ့လက်ဆောင်ပုံးလေးကိုနှိပ်လိုက်ပေါ့နော်အဲ့လက်ဆောင်ပုံးလေးကိုနှိပ်လိုက်လို့ရှိရင်သူကဒီနေရာမှာကျွန်တော်တို့က add friend ပေါ့နော်သူကဒီပြောလို့ရှိရင်ဒီ customer service ပေါ့နော်ဒီကျွန်တော်ဟို buff 5 customer service ကို Facebook မှာ friend သွားအပ်လို့ရှိရင်ကျွန်တော်တို့ဒီ 100k ရမယ်လို့သူပြောရပါတော့အဲ့ဒါကြောင့်မို့သူကဘယ်လိုလုပ်ရအောင်ဆိုတော့ဒီ copy link ဒီကောင်လေးကို copy ယူလိုက်ပါတော့ copy ယူလိုက် Facebook မရှိလေဗျာကျွန်တော် Facebook fake account မှာ account တူလေးတစ်ကောင်တော့ဖွင့်လိုက်ပါတော့အဲ့မှာကျွန်တော်ဒီကောင် copy ယူပြီးဒီ account ပါတဲ့ဒီ profile သွားအပ်လိုက်ပါတော့အပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးသူ့ကို friend request လုပ်ထားပြီးရင်သူ့ကို messenger မှာသွားပြီး hi ဘာညာပြောပြီးတော့ကျွန်တော်ဒီ copy ဒီကောင်လေးပေါ့နော်ဒီ card လေးဒီကောင်လေး copy ယူပြီးတော့သူ့စီပို့ပေးထားအဲ့ဒါဆိုရင်သူက friend လက်ခံလိမ့်မယ်လက်ခံနေဆိုရင်ကျွန်တော်တို့ကဒီကောင်လေးက 100k ရမှာပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ထည့်ပြောပြထားပါတယ်နော် okay နားလည်မယ်ထင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးကြံတဲ့အဆင့်ဒီဟွာကြောင်းသွားလဲရအောင်ပေါ့နော် ADM password ကြောင်းသွားလဲဟုတ်ကဲ့ကျွန်တော်ပြောချင်တာဒီမှာ ADM password ကတယောက်နဲ့တယောက်မတူဘူးတစ်ချိန်နဲ့တစ်ချိန်မတူဘူးအများတန်းပြောင်းလဲနေတာအဲ့တော့ခံမှန်းရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဏ္ဍကိုကြည့်လိုက်6968ဆိုတော့ကျွန်တော်ဒီနေရာမှာဘာဖြစ်တော့ဆိုတော့ကျွန်တော်တို့ဟောပါနော်13စုံမခွဲမယ်ပေါ့နော်အဲ့တော့246810ဆိုတာဒါအားလုံးသိရတဲ့အတိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါစုံကဏ္ဍပေါ့နော်3ညာလဲပါတယ်ပေါ့နော်အဲ့တော့13509ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့မာကဏ္ဍဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာ6ဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်246810ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ6ကစုံနဲ့စတယ်ပေါ့နော်ဒါစုံကဏ္ဍနော်အဲ့လိုအကြမ်းမြင့်ခံမှန်းပါတော့ဒီမှာစုံကဏ္ဍပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာကဏ္ဍလာထုံးဆိုရင်ကိုကဏ္ဍ9ဆိုတာ13509ဖြစ်တဲ့မာကဏ္ဍအဲ့တော့သူကလာသွားတဲ့ပုံစံကကျွန်တော်တို့ဒီမှာစုံမစုံပေါ့နော်အဲ့လိုမျိုးဖြစ်သွားပါပေါ့နော်အနေလေး68ဆိုတာစုံအဲ့ဒါမာတစ်လုံးပါတယ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့ဒါဒီကောင်ကဒီတိုင်းပဲပေါ့နော်သူပေးထားတဲ့အတိုင်းပထမလေးလုံးโอเคပြီးတော့အောက်ကုတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့36အဲ့တော့ကျွန်တော်ပြောချင်တာကဘာတုံးဆိုတော့ဒီမှာဆိုရင်3ပေါ့နော်3ဆိုတာကကျွန်တော်တို့13509ကမာကနန်းနော်3ကမာကနန်းဒီ6ကစုံကနန်း3ကမာအဲ့တော့သူကဘယ်လိုဖြစ်သွားတော့အောက်ကကြတော့ကျွန်တော်တို့ကအဲ့တော့မစုံပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့နောက်ထပ်လာလို့ရှိရင်ဒါဒီကစုံကနန်းလာနိုင်တယ်ပေါ့နော်စုံကနန်းလာနိုင်ပြီးကြတော့ရှင်ကျွန်တော်ဘယ်လိုတွက်လို့ရသေးလဲဆိုတော့ကျွန်တော်ဒီနေရာမှာကဏ္ဍနေထက်တယ်တွေ့လား6ကို3ချိန်ထက်တယ်နော်အဲ့တော့ဒီမှာဆိုလဲ3အဲ့တော့ထက်တယ်အဲ့တော့3ချိန်ထက်တာဖြစ်တဲ့အတွက်ကဏ္ဍနေထက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့ကဒီနေရာမှာနောက်ဆုံးကြံတဲ့ကဏ္ဍဆိုတာထက်တဲ့ကဏ္ဍကိုလာနိုင်တယ်ပေါ့နော်ဥပမာဒီထဲကပြန်ကြကဏ္ဍလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလဲကျွန်တော်အကြမ်းပြင်းတွက်လို့ရတယ်ပေါ့ဒါကျွန်တော်ပုံသေးတော့မဟုတ်ဘူးနော်ဒီလိုမျိုးအကြမ်းပြင်းအပြင်နားလည်ပြီးတွက်လို့ရပါတယ်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့တချို့သူတွေကြတော့ဘယ်လိုဖြစ်တုံးဆိုတော့တချို့သူတွေဒီအပေါ်သုံးတန်းမှာကြတော့စုံမတို့မစုံတော့အဲ့လိုဖြစ်တယ်အဲ့ဒါဆိုအောက်gram လေသူ့ကိုဆန့်ကျင်မှာပေါ့နော်အပေါ်မှာကျွန်တော်တို့စုံမဖြစ်တဲ့အောက်မှာဆိုမစုံပေါ့နော်အဲ့လိုမျိုးကဏ္ဍလေးတွေကိုကျွန်တော်တို့ကရွေးပြီးလှုပ်ပေးပေါ့နော်ရွေးပေးပေါ့အဲ့ဆိုရင်တော့ကျွန်တော်တို့ဒါ decrypt ဖြစ်ဖို့မြန်လိမ့်မယ်ပေါ့နော်ပုံမှန်တိုင်း blind ကြီးရှောက်ရွေးနေတာထက်ဆိုင်ပေါ့ okay နောက်တစ်ခုကျွန်တော်ပြောချင်တာဒီမှာဆိုရင်ကျွန်တော်ဒီမှာ decryption ဖြစ်ရပေါ့ပြည့်နေပြီပေါ့နော်ဘာလို့ဆိုတော့ကျယ်လေးတွေကနေပြည့်တဲ့ decryption ဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်နှိပ်ပြီးတော့ကျွန်တော်စမ်းကြည့်မယ်ခဏကကျွန်တော်ဒီနေရာမှာရွေးစရာ1ရက်4ရက်3ရက်ပဲကျန်တော့တာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီနေရာမှာဘာတုံးဆိုတော့ခုနကျွန်တော်ပြောလို့ဒီနေရာမှာမစုံပေါ့နော်မစုံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာဘာကိုရွေးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ decrypt နှိပ်လိုက်မယ်ပေါ့နော်အဲ့တော့မစုံနော် okay အဲ့တော့ကျွန်တော်ဒီနေရာမှာ decryption နှိပ်လိုက်မယ်ကျွန်တော်တစ်ခုပဲရွေးခွင့်သူကပေးလိုက်မယ်ပေါ့နော် okay အဲ့ဒါ choose ကိုနှိပ်လိုက်အဲ့မှာကျွန်တော်4ကိုရွေးလိုက်မယ်ပေါ့နော်မှားတယ်ပေါ့နော်မှားတယ်ဆိုလို့ရှိရင်ကျေးဇူးခုနပြောလို့ပေါ့ဒါအချမ်းမင်းခံမှန်းရတာပေါ့နော်လုံးဝဒီပုံသေးကြီးလာမယ်လို့တော့ကျွန်တော်တို့ကဟိုဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာစုံကနေဆို3ညာလည်းဖြစ်နိုင်သေးတယ်လေအဲ့တော့နောက်တစ်ချိန်မှာကျွန်တော်တို့က3ညာကိုရွေးကြည့်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီနှလုံးပဲကြံတော့တာဒီနှလုံးလေးကနေပြီးတော့တစ်လုံးရွေးနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါနောက်ထပ်ကျွန်တော်တို့ ADM ပွင့်ပြီပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဒါသဘောတရားပေါ့နော်ကျွန်တော်ခုနပြောတယ်မှာကျွန်တော်ကတော့ဒီမှာစုံကနေ4ရက်3ညာကြံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စုံကနေတစ်ခုဖြစ်တဲ့4ကိုရွေးလိုက်တယ်ပေါ့နော်လုံးဝဟိုတစ်ကိုတော့မရွေးခဲ့ဘူးတစ်ကမာကြီးဖြစ်နေတာဖြစ်တဲ့အတွက်မလာနိုင်ဘူးပေါ့နော်အားကြောင့်မို့ကျွန်တော်က4ကိုရွေးခဲ့ဒါပေမဲ့ तू ကမှားတယ်ပြောတယ်ကိစ္စမရှိဘူးကျွန်တော်နောက်ချိန်နေကြရင်ဒါ
ဒီနေရာမှာဟိုဖြစ်သွားနိုင်တယ်ပေါ့နော်3ညဖြစ်သွားနိုင်ရင်အဲ့လိုမျိုးပေါ့နော်ခံမှန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တချို့သူတွေကြတယ်လေဒီလိုမျိုးအပူးမလာဘူးဗျာအပူးမဟုတ် sorry ကျွန်တော်ဒီလိုကဏ္ဍထက်တဲ့ကဏ္ဍတွေမလာဘူးဒီကကျောစုမဲမှာ6 6 6 3ခါထက်တယ်3 2ခါထက်တယ်အဲ့လိုမျိုးတချို့သူကြလုံးဝမထက်ဘူးကဏ္ဍတွေကကျွန်တော်တို့ကအသစ်တစ်လုံးစီပေါ့နော်တစ်ကနေ3ညထဲမှာသူက random ကျပေးတာသူကထက်တဲ့ကဏ္ဍမရှိဘူးအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရတော့ဆိုတော့ကဏ္ဍအသစ်ကိုပေါ့နော်ဒီထဲမှာမကြသေးတဲ့ကဏ္ဍအသစ်တစ်လုံးကိုခံမှန်းပေးပေါ့နော်မကြသေးဥမာကျွန်တော်ဒီမှာထားပါတော့ကျွန်တော်ပြောပြမယ်ဗျာဥမာထားပါတော့ဖြစ်တော့မဖြစ်ဘူးပေါ့နော်ဒီမှာဆို1 2 3 4 5 6 9လို့ကြထားတော့ဗျာအဲ့ဒီမှာဆိုဒီနောက်ဆုံးတစ်လုံးကကျွန်တော်ဘာဖြစ်မလဲဆို8ကိုရွေးလိုက်ပေါ့နော်ဥမာပြောပြအောင်ပေါ့နော်ထက်ကဏ္ဍမရှိဘူးဒီလိုမျိုးဆိုကျွန်တော်တို့ကထက်ကဏ္ဍရှိရဖြစ်တဲ့ကြောင့်မလို့ဒီဒါကတော့အခုကျွန်တော်ရွေးပြီးသားမဟုတ်တကယ်လို့အဲ့လိုမဟုတ်ဘူးသူက brother တော့ဒီ၄တန်းလောက်ပဲရွေးရတယ်ဆိုရင်ဒီလိုနေရာတွေမှာဆိုရင်ဒါအပေါ်မှာကြာပြီးသားထက်ကဏ္ဍတွေကိုပြန်ပြီးရွေးပြီးလို့ရတယ်အဲ့တော့ကျွန်တော်ပြောတာနားလည်မယ်တော့ထင်ပါတယ်ရှုပ်နေလို့ရှိရင်ဒါဗီဒီယိုလေးကိုတခြားရစ်ပြီးတော့ပြန်နားထောင်လိုက်ပေါ့နော်โอเคပါအဲ့ကျွန်တော်ရှင်းပြချင်တာဒါလေးပဲတချို့ဆိုရင်ဒီနေရာမှာဒီ rap band တွေမှာပတ်စံတွေအများနေအောင်မထုတ်တတ်ကြတဲ့သူတွေရှိတယ်အဲ့တော့ထုတ်တဲ့နေရာမှာလည်းကျွန်တော်ဗီဒီယိုတွေပြောခဲ့ပြီး PayPal account ရှိစရာမလိုဘူး PayPal တစ်ခါမှမဖွင့်ဘူးသေးတဲ့ Gmail အသစ်တစ်ခုဆိုပိုကောင်းတယ်အရင်တော့ကျွန်တော် WeWork တို့ကျွန်တော်ထားပါတော့ WhatsApp တို့ WhatsApp တို့ Time Credit တို့ထုတ်ဘူးထားရဆိုရင်အဲ့ Gmail ကိုမသုံးနဲ့တော့ထားခဲ့လိုက်တော့ဘာလို့ဆို error တွေတက်သွားမှာဆိုလို့ပေါ့နော်ဒီຢာတုံးလေးယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင် Gmail အသစ်တစ်ခုနဲ့ဖွင့်တာပိုကောင်းတယ်အဲ့မှာဆိုရင်ကျွန်တော်ဒီ PayPal withdraw method မှာ PayPal ကိုချိန်ပြီးတော့ကျွန်တော်တို့က name လေးထည့်လိုက်ပါ name က Gmail ရဲ့နာမည်ထည့်လဲရတယ်ကိုယ့်ရဲ့နာမည်ရင်းထည့်လဲရတယ်ထည့်ပြီးလို့withdraw နှိပ်လိုက်တယ်ဆိုရင်ဒါစလို့ရတယ်ကျွန်တော်ဒီအကြောင်းလည်းခုနရှင်းပြပေးပြီเนาะအဲ့တော့ပထမဆုံးဒီ K သမားပဲဖြစ်ဖြစ် RM သမားပဲဖြစ်ဖြစ်ဒေါ်လာသမားပဲဖြစ်ပထမဆုံးတစ်ခွက်ကိုရင်းဆုံး select လုပ်ပြီးတော့တခါလေးလုပ်ခဲ့ပါချက်ချင်းတန်းမထုတ်ရပါဘူးเนาะဒီလို mission ထပ်လုပ်ရသေးဒီအောင်ပြည့်မှကျွန်တော်ထုတ်ရမှာကျွန်တော်ဒီမှာတကယ်ထုတ်ရတဲ့ဟာလေးကျွန်တော် record ပြမယ်เนาะဒီမှာတကယ်ထုတ်ရပါတယ်เนาะဒီမှာ$19ဒီကောင်ဆိုဒါကျွန်တော်မနေ့ကဒိန်းနဲ့ထုတ်ထားတာဒီမှာ no ဒီမှာတော့ကျွန်တော်မရှင်းရသေးဒီမှာ PayPal တွေကဒီမှာကြာလာတာပေါ့နော်အဲ့ဒီမှာ PayPal တွေတွေ့လား$19.19ပေါ့နော်โอเคပါအဲ့တော့ပတ်စံတကယ်ရဖြစ်တဲ့ကြောင့်ဘာသာတော့အနေနဲ့စူးစမ်းပြီးဆော့ပါလို့ပြောရနေပဲဒီဗီဒီယိုလေးကိုဒီမှာနဲ့ရလိုက်ပါမယ်ကျွန်တော်ကတော့ basic တရားတွေအတမင်မှာကျွန်တော်တကယ်လို့မဆော့ရသေးဘူးဆိုလဲကျွန်တော်ဒီဗီဒီယိုမှာ link ပေးထားမယ်ပေါ့နော် USB VPN လေးခံပြီးတော့ USB VPN လေး down ပြီးဆော့ပါเนาะအဲ့တော့ down တာလေး USB VPN ခံတော့ဆော့တော့လဲ USB VPN ခံဆော့ဒီလောက်ဆိုရင်ဘာသာတော့အနေနဲ့ဒါနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ရမှာအားလုံးကိုကျေးဇူးတင်ပါတယ်